မင်္ဂလာပါဒီကနေ့ဆွေးနွေးပြမယ့်အကြောင်းကတော့စုပ်စားပိုးအုပ်စုအများစုကိုနှိမ်နှင်းနိုင်တဲ့ပိုးဆေးတစ်မျိုးအကြောင်းပြောမှာဖြစ်ပါတယ်ဒီဆေးကလှေးပြရင်ဖြူဖြုတ်ပင်စီထိုးရင်စသဖြင့်စုပ်စားပိုးတော်တော်များများကိုကာကွယ်နိုင်တယ်လို့နှိမ်နှင်းနိုင်တဲ့ဆေးတစ်မျိုးလည်းဖြစ်ပါတယ်ဒီဆေးကတော့အဆီတာမီပရစ်ဖြစ်ပါတယ်နီယိုနီကိုတနိုက်အုပ်စုဝင်ပိုးသက်စီတစ်မျိုးဖြစ်ပါတယ်ခင်ဗျာဒီဆေးရဲ့ထူးခြားချက်ကသူဖုံးဖောက်စိတ်ဝင်နိုင်စွမ်းလည်းရှိတယ်ပင်လုံးပြအာနီးတင်လည်းရှိတယ်ပြီးတော့ထိတိစားသေးအမျိုးအစားလည်းဖြစ်ပါတယ်ခင်ဗျာဆေးအများစုနဲ့ရောဆက်ပြီးပတ်ဖြန်းလို့ရပါတယ်ပန်းပွင့်ချိန်တွေမှာပတ်ဖြန်းလို့ရတဲ့ဆေးအမျိုးအစားဖြစ်ပါတယ်ဒီပန်းပွင့်ကိုမထိခိုက်နိုင်တဲ့ဆေးအေးတစ်မျိုးဖြစ်ပါတယ်ခင်ဗျမြေကြီးပေါ်မှာရှိတဲ့ပိုးတွေကိုလည်းနှိမ်နှင်းတဲ့အခါမှာလည်းအသုံးပြုနိုင်ပါသေးတယ်ခင်ဗျာသုံးဆွဲရမယ့်ဆေးနှုန်းထားတော့ရေ20လီတာဆေးပြားပုံးတစ်ပုံးမှာဆိုရင်20 ဂရမ်သို့မဟုတ်20 cc 30 ဂရမ်သို့မဟုတ်30 cc ဒီနှုန်းထားအတိုင်းသုံးမယ်ဆိုရင်ကာကွယ်နိုင်ပါတယ်နှိမ်နှင်းနိုင်ပါတယ်ဒါတော့စီတာမီပရစ်နဲ့ပတ်သက်ပြီးပြောပြသွားတာဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်ခင်ဗျာ